ပွဲအစမှာတင်ပဲမာလစ်ဒီဥဖီခေါင်းတိုက်ချက်ကလမ်းကြောင်းပြောင်းသွားပြီးအန်ဒီရဲ့ပြေးလာပါတယ်ဂျိုဂိုမက်စ်ကအမင်ဘောကိုခုံတက်လိုက်တယ်ရိုင်ယန်ဂရဗန်ဘတ်တီယိုလူကန်ခန်လာရပေမဲ့ဘောလုံးကိုမရမငရှေ့ကိုတွန်းပို့ပေးကြတော့ပဲအဲ့ဒီနောက်မှာတော့ဝုန်းကနေကန်သွင်းချက်နဲ့သူဂိုးပေါက်ထေကိုဘောလုံးကတိုးဝင်သွားပါပြီပွဲဆက်စအချက်မှာတင်လီဗာပူးတို့ဥဆောင်ကိုရသွားတာပါဒီနေ့ညမှာတော့ဦးဂိုအီဂီတီကေတယောက်လီဗာပူးကိုအနိုင်ပေးဖို့တကယ့်ကိုစိတ်သက်ပြင်းပြနေတဲ့မစ်ရှင်တစ်ခုကိုထမ်းဆောင်နေတယ်လို့ပါပဲဒါတွေမပြီးသေးပါဘူးလီဗာပူးတို့ထပ်လာပြန်ပြီဆိုဘိုစလိုင်းရဲ့လာပတဲ့ဖန်တီးမှုကနေလီဗာပူးအတွက်ဒုတိယမြောက်ဥဆောင်ကိုရရှိစေခဲ့ပါတယ်ဒီတစ်ခါမှာတော့သူဟာအတင်းရဲ့အားကိုရဆုံးဟွက်ဖဲကိုရှားတွေ့သွားတာပါသူကတော့လီဗာပူးရဲ့အတင်းကောင်းဆောင်ဗန်တိုက်ပါပဲဗန်တိုက်ရဲ့အပိုင်ပိတ်သွင်းမှုကပင်းမတ်ကိုအတိအကျထိမှန်သွားခဲ့ပါတယ်နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့ဆာလာကနေတဆင့်အီဂီတီကေစီဘောလုံးရောက်လာတယ်အိုဟောတကယ့်ကိုဆွဲမစရာကောင်းတဲ့အလက်အပြောင်းပါပဲအလက်စင်မတ်အလီစတာကတော့နှစ်ပတ်ဆက်တိုက်ဂိုးသွင်းယူရင်သူ့ရဲ့ခြေစွမ်းကိုထပ်မံတက်ပြီးပြလိုက်ပြန်ပါပြီဒါပေမဲ့ဒုတိယပိုင်းအစမှာတော့ပွဲကပြန်အရှိန်တက်လာတယ်ကိုနာတေးတယောက်ဘောလုံးကိုတေးချမရှင်းထုတ်နိုင်ခဲ့ဘူးဒါကိုအခွင့်ကောင်းယူပြီးတောမတ်ဆူချက်ကအကောင်းဆုံးဘောလုံးပေးပို့မှုနဲ့အတူဝက်စ်ဟမ်အတိုက်ခြေပေကိုတကူပြန်သွင်းယူပေးလိုက်ပါတယ်ဒါကိုလီဗာပူးကငင်းခံမနေပါဘူးမတ်အလီစတာကနေရာလွတ်တွေကိုပါပါနဲ့ရှာဖွေနေတယ်လို့အီဂီတီကေရဲ့ခြေလိုင်းတွေကလည်းတွက်လက်လွန်နေလေအဲ့ဒီကနေတဆင့်ကိုရီကတ်ပိုစီဘောလုံးရောက်သွားပြီးအဲ့ဒီဘောလုံးကဝက်စ်ဟမ်နောက်ခံလူနဲ့ထိပြီးဂိုးတွေကိုလိမ့်ဝင်သွားတော့ပါတော့တယ်လီဗာပူးအတွက်စတုထာမြောက်ဂိုးပေါ့ဝက်စ်ဟမ်ကိုအရှုံးမပေးသေးပဲဘောလုံးကိုဖျက်သိမ်းလိုက်ချိန်မှာဂိုးသမားအလီစင်တယောက်မရမငလမ်းပုတ်ထုတ်ပေမဲ့မမီခဲ့ပါဘူးဝက်စ်ဟမ်အတွက်မျော်လင့်ချက်ရောင်ချီလေးထမ်းလာတယ်လို့ရှိပေမဲ့အဆုံးသတ်မှာတော့ဂျယ်ရမီဖရင်ဘောင်ကရောက်ရှိလာပါပြီဒါဟာလီဗာပူးတို့အောင်ပွဲခံမဲ့အခိုက်အတန့်ပဲလားဟုတ်ပါတယ်ဖရင်ဘောင်တယောက်ဒန်ယာကနေပြန်လာပြီးဝုန်းကနေပေါက်ကွဲပြလိုက်ပါပြီဝက်စ်ဟမ်ရဲ့ခန်းစစ်တန်းတစ်ခုလုံးလီဗာပူးရဲ့ထိုးဖောက်မှုအောင်မှာပြိုလဲသွားပြီး၅ဂိုးမြောက်ဂိုးကိုခွင့်ပြုလိုက်ရတော့ပါတယ်ဂျယ်ရမီဖရင်ဘောင်ရဲ့ပြန်လာမှုကတော့တကယ့်ကိုပြည့်စုံမောင်းနေပြီးဒီဂိုးဟာသူ့အတွက်တော့ဂုံယူစရာအမှားအတားတစ်ခုဖြစ်နေမှာအသေးချာမှာပဲပွဲအစမှာတင်ပဲမာလစ်ဒီဥဖီခေါင်းတိုက်ချက်ကလမ်းကြောင်းပြောင်းသွားပြီးအန်ဒီရဲ့ပြေးလာပါတယ်ဂျိုဂိုမက်စ်ကအမင်ဘောကိုခုံတက်လိုက်တယ်ရိုင်ယန်ဂရဗန်ဘတ်တီယိုလူကန်ခန်လာရပေမဲ့ဘောလုံးကိုမရမငရှေ့ကိုတွန်းပို့ပေးကြတော့ပဲအဲ့ဒီနောက်မှာတော့ဝုန်းကနေကန်သွင်းချက်နဲ့သူဂိုးပေါက်ထေကိုဘောလုံးကတိုးဝင်သွားပါပြီပွဲဆက်စအချက်မှာတင်လီဗာပူးတို့ဥဆောင်ကိုရသွားတာပါဒီနေ့ညမှာတော့ဦးဂိုအီဂီတီကေတယောက်လီဗာပူးကိုအနိုင်ပေးဖို့တကယ့်ကိုစိတ်သက်ပြင်းပြနေတဲ့မစ်ရှင်တစ်ခုကိုထမ်းဆောင်နေတယ်လို့ပါပဲဒါတွေမပြီးသေးပါဘူးလီဗာပူးတို့ထပ်လာပြန်ပြီဆိုဘိုစလိုင်းရဲ့လာပတဲ့ဖန်တီးမှုကနေလီဗာပူးအတွက်ဒုတိယမြောက်ဥဆောင်ကိုရရှိစေခဲ့ပါတယ်ဒီတစ်ခါမှာတော့သူဟာအတင်းရဲ့အားကိုရဆုံးဟွက်ဖဲကိုရှားတွေ့သွားတာပါသူကတော့လီဗာပူးရဲ့အတင်းကောင်းဆောင်ဗန်တိုက်ပါပဲဗန်တိုက်ရဲ့အပိုင်ပိတ်သွင်းမှုကပင်းမတ်ကိုအတိအကျထိမှန်သွားခဲ့ပါတယ်နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့ဆာလာကနေတဆင့်အီဂီတီကေစီဘောလုံးရောက်လာတယ်အိုဟောတကယ့်ကိုဆွဲမစရာကောင်းတဲ့အလက်အပြောင်းပါပဲအလက်စင်မတ်အလီစတာကတော့နှစ်ပတ်ဆက်တိုက်ဂိုးသွင်းယူရင်သူ့ရဲ့ခြေစွမ်းကိုထပ်မံတက်ပြီးပြလိုက်ပြန်ပါပြီဒါပေမဲ့ဒုတိယပိုင်းအစမှာတော့ပွဲကပြန်အရှိန်တက်လာတယ်ကိုနာတေးတယောက်ဘောလုံးကိုတေးချမရှင်းထုတ်နိုင်ခဲ့ဘူးဒါကိုအခွင့်ကောင်းယူပြီးတောမတ်ဆူချက်ကအကောင်းဆုံးဘောလုံးပေးပို့မှုနဲ့အတူဝက်စ်ဟမ်အတိုက်ခြေပေကိုတကူပြန်သွင်းယူပေးလိုက်ပါတယ်ဒါကိုလီဗာပူးကငင်းခံမနေပါဘူးမတ်အလီစတာကနေရာလွတ်တွေကိုပါပါနဲ့ရှာဖွေနေတယ်လို့အီဂီတီကေရဲ့ခြေလိုင်းတွေကလည်းတွက်လက်လွန်နေလေအဲ့ဒီကနေတဆင့်ကိုရီကတ်ပိုစီဘောလုံးရောက်သွားပြီးအဲ့ဒီဘောလုံးကဝက်စ်ဟမ်နောက်ခံလူနဲ့ထိပြီးဂိုးတွေကိုလိမ့်ဝင်သွားတော့ပါတော့တယ်လီဗာပူးအတွက်စတုထာမြောက်ဂိုးပေါ့ဝက်စ်ဟမ်ကိုအရှုံးမပေးသေးပဲဘောလုံးကိုဖျက်သိမ်းလိုက်ချိန်မှာဂိုးသမားအလီစင်တယောက်မရမငလမ်းပုတ်ထုတ်ပေမဲ့မမီခဲ့ပါဘူးဝက်စ်ဟမ်အတွက်မျော်လင့်ချက်ရောင်ချီလေးထမ်းလာတယ်လို့ရှိပေမဲ့အဆုံးသတ်မှာတော့ဂျယ်ရမီဖရင်ဘောင်ကရောက်ရှိလာပါပြီဒါဟာလီဗာပူးတို့အောင်ပွဲခံမဲ့အခိုက်အတန့်ပဲလားဟုတ်ပါတယ်ဖရင်ဘောင်တယောက်ဒန်ယာကနေပြန်လာပြီးဝုန်းကနေပေါက်ကွဲပြလိုက်ပါပြီဝက်စ်ဟမ်ရဲ့ခန်းစစ်တန်းတစ်ခုလုံးလီဗာပူးရဲ့ထိုးဖောက်မှုအောင်မှာပြိုလဲသွားပြီး၅ဂိုးမြောက်ဂိုးကိုခွင့်ပြုလိုက်ရတော့ပါတယ်ဂျယ်ရမီဖရင်ဘောင်ရဲ့ပြန်လာမှုကတော့တကယ့်ကိုပြည့်စုံမောင်းနေပြီးဒီဂိုးဟာသူ့အတွက်တော့ဂုံယူစရာအမှားအတားတစ်ခုဖြစ်နေမှာအသေးချာမှာပဲ